ရှုတော်ကောင်းစဉ်ကနေပြီးတော့စဉ်းစားကံဝင်လို့ရတရားမျိုးဖြစ်တယ်။မြတ်စွာဘုရားရှင်ကက
အလုံးစုံသိတော်မူတဲ့အတွက်ကြောင့်လောကလူသားကြီးအတိညာပါရမီကံအားတွေနဲ့တူကြလို့အရေးကြီးတာမတူကြတာကိုဘုရားကသဘောပေါက်တယ်လောကလူသားတွေအများစုကိုလှမ်းကြည့်လိုက်အောင်မြင်ကြကြလေချမ်းသာကြကြလေထင်ပေါ်လူကြလေမြင်ပါတဲ့ရာဟုဌာနရ၌ပြတ်တည်လူကြလေအချွေရန်ပြည့်သက်ရကြကြလေဒါဟာသူတို့အတွက်ရည်ကြီးတဲ့ရာပဲဒါကိုလောကီအောင်မြင်ရေး၌အနှစ်သာရမြင်တယ်ဒါကြောင့်လည်းမြတ်စွာဘုရားကကောင်းလုံးတွေမှာတာယာဝယ်ရှိပါလေအတ္တရာတာယာဝယ်မရှိဘူးလို့ကဘုရားမမေ့ဘူးကောင်းလုံးတွေမှာတာယာဝယ်ရှိလို့တတ်တော်ပါလောကလူသားတွေကောင်းလုံး၌တာယာဝယ်ကိုရှာပြီးနေကြတာလည်းဖြစ်တယ်လက်ရှိတဲ့ကာမဝတ္ထုတွေအကြောင်းပြုပြီးတော့နှစ်သက်ကြလေကြည်ညိုကြလေဝမ်းမြောက်ကြဒါကြောင့်လည်းပဲသူကောင်းမှုတွေကိုမိမိအလေးနဲ့ထားတဲ့အပိုင်းတွေအတွက်ဘဝကိုအမိပြုပြီးတော့ကြိုးစားကြလေရုန်းကန်ကြလေရအောင်လုပ်ကြလေတိအောင်လုပ်ကြလေဒါကတာယာဝယ်အပိုင်းမှာကဘာသူကဘာသားတွေကျင့်ကြံကြတာဘုရားရှင်ကောင်းစွာပြုတယ်အဲဒီတာယာဝယ်တော့ကိုလည်းကျေဝဖို့ချမ်းသာဖို့အောင်မြင်ဖို့ကြောကြောက်ဖို့သင်ရှားဖို့လိုရင်းနေတယ်ဒီချင်းတရားကိုရင်ဆိုင်သွားခဲ့ကြရတဲ့လောကသားတွေကဒီမတန်မှကြီးမားတဲ့ပမာဏရှိရဲ့ဘုရားတော်လေးနန်းစည်းစိမ်ကိုခံစားဆန္ဒနေတဲ့ကာလကြီးခုရှိလူတွေတောင်းတကြတဲ့ဒါမှလူသားတို့ဘယ်လိုမှနိုင်ရှင်လို့မရနိုင်တဲ့နန်းစည်းစိမ်မင်းစည်းစိမ်မင်းတို့ရဲ့အချမ်းမင်းတို့ရဲ့ကြောကြောင်းမင်းတို့ရဲ့အယုအသေးပြုခံရမှုအဲ့ဒါဒီကိုအပြစ်မြင်သွားတယ်ရှင်မောဂလရှင်သာရိပုတ္တရာအလုံးတော်လေကာမဂုဏ်တို့ထဲမှာဝိညာဉ်ပြောပိုင်ရင်းဒုက္ခမဂုဏ်ရဲ့နောက်မှာရှိနေတဲ့အပြစ်ကိုမြင်သွားတဲ့အတွက်ဒုက္ခမဂုဏ်တွေကိုအပြီးဆုံးပြီးတော့ဒုက္ခသွားအောင်ကြဘာတော်ကကြီးတွေလည်းဒီတိုင်းပါပဲဒါကြောင့်အဲဒီကောင်းမှုတွေမှာတာယာဝယ်ကြရှိတာမဟုတ်ဘူးအပြစ်တဲ့တကွာဖြစ်တယ်အဲဒီအပြစ်တွေကိုအာဒီနဝါလို့ပြောတာဟောရတတိတတိတာယာဝယ်မြတ်မြင်နိုင်တဲ့ပုဂ္ဂိုလ်တွေအတွက်အပြစ်ကိုမြင်မှာမဟုတ်ဘူးတာယာဝယ်မှာဗန္ဒရှာမီနေတဲ့ပုဂ္ဂိုလ်များအတွက်လူသက်ရှိတဲ့ကာမဝတ္ထုအဆူဆူတွေနဲ့ဆက်ဆက်နေတဲ့ជីវမှုဒုတမှုဘုံပြောမှု
အောင်မြင်မှုဆိုတာသူတို့အတွက်ပန်းနိုင်နေအဲ့ဒါလေးကိုရှိပညာရှိသူတော်ကောင်းတွေနဲ့နောက်ပညာရှိသူတော်ကောင်းတွေကအနှစ်သာရအဖြစ်နဲ့ရှာရင်းအဲ့ဒီကောင်းမှုတွေရအောင်ကြိုးစားတဲ့ခီးမှာကင်ဆွဲခဲ့ရတဲ့လက်လက်တွေကောင်းစွာတုတ်ဝင်သွားကြဘယ်နဲ့ကြည့်တဲ့ဒီလောကမှာလမ်းစဉ်နဲ့ပန်းနိုင်ဆိုတာရှိပန်းနိုင်တစ်ခုရောက်ဖို့အတွက်လမ်းစဉ်ရှိတယ်အောင်မြင်မှုဆိုတဲ့ပန်းနိုင်ချမ်းသာမှုဆိုတဲ့ပန်းနိုင်ကြော်ကြားမှုဆိုတဲ့ပန်းနိုင်အဲ့ဒီပန်းနိုင်ကိုရောက်အောင်ကြည်တဲ့ခီးမှာကင်ဆယ်ခဲ့တဲ့လက်လက်တွေရှိအဲ့ဒီလက်လက်တွေကဘာလဲလို့ပြောရင်ဘာလက်တွေလဲလို့မပြောခင်ပါအဲ့ဒီလောကသားတွေကပန်းနိုင်ကိုအဓိကထားပြီးရှောက်ကြသလားလမ်းစဉ်ကိုအဓိကထားပြီးရွေးချယ်ကြသလားလို့မေးရင်လက်လက်တွေလို့ဖြေကြတယ်ပန်းနိုင်ရောက်ဖို့လေရည်ကြည်ကြတယ်ဘယ်လိုရောက်ရင်ပြီးရောဆိုတဲ့ပုဂ္ဂိုလ်တွေကလောကမှာပုံများလားများပါတယ်ဗျာပုံများတယ်အောင်မြင်ရင်မှန်တယ်လို့ထင်ကြတယ်မိမိဖြစ်စင်တာတွေဖြစ်ခဲ့ရမယ်ဆိုရင်မှန်တယ်လို့ထင်ကြတယ်အဲ့ဒီလိုရှောက်လန်းနေတဲ့သူတော်ကောင်းတွေထင်တယ်ရှေ့အကြောင်းကောင်းတဲ့သူတော်ကောင်းတွေနည်းနည်းပါးပါးပါလာတဲ့ရုပ်လိုတဲ့ပန်းနိုင်ကိုဥတီချက်ထားပြီးတော့ရှောက်နေတဲ့လမ်းစဉ်ကိုငက်ကွက်ပြီးတော့ကြည့်ပြီးတယ်ရောက်လိုတဲ့ပန်းနိုင်ရောက်ရတဲ့အတွက်ဆွဲကင်ခဲ့ရတဲ့လက်လက်တွေကိုကြည့်လိုက်တော့လောဘဖြစ်ဆွဲကင်ခဲ့ရတဲ့လက်လက်တွေလောဘဖြစ်ရှောင်လန်းခဲ့ရတဲ့ဒုလန်းစဉ်ရဲ့အစိတ်ပိုင်းတွေဒေါသဖြစ်ရှောက်ခဲ့ရတဲ့လမ်းတွေမာနဖြစ်ပြန်ခဲ့ရတဲ့လမ်းစဉ်ကြီးကိုငဲ့ကွက်ပြီးတော့တတိပြုပြီးသွားရင်လောကလူသားတွေရောက်လို့တဲ့ကောင်းမှုပန်းနိုင်ကိုလောဘဖြစ်ရှောက်ရတာပါလေဒီခါပြန်တဲ့လူတွေသားတွေဖြစ်ဒေါသတွေထွက်ကြဒီခါပြန်တဲ့မိမိကို